Hello. We already get permission from auntie. Now we're going to pick the fruit. Ngane ole. Wale thao bi do joy lo shi yan ka. Lo phe ya ma la. Ni lo thao bi do le. Di myo mji di lo myo tnya thao bi do tnya joy la ni thao bi. Na lo ke ba ngane lo tu.အားလဲဆိုကြရင်လောက်ကြည့်ရမှာအားလေးမှာအခုအစားချုံမလဲစားပါမလားစားလို့ရတယ်အစားအချုံမနဲ့လည်းစားလို့ရတယ်ဟိုတော့ကင်းမုံကြီးရောဒါကင်းမုံကြီးလေကင်းမုံမျိုးလေအေးဟုတ်တယ်ကင်းမုံစားဖို့တော့အသေးဆိုတပြန်ချက်တော့ကောင်းပါကောင်းမခအောင်ချက်လို့ရတယ်ဒီမှာကြည့်အေးအရက်လာတယ်ရတနာကိုထောင်းပေးမလို့ထားပြီးတော့ကြော်ပေးမလို့လေညနေနာရချေဘာလို့ဟိုလေ permission တော့တောင်းဘူးနော်အေးဟုတ်တယ်မိုင်းဟုတ်ပါအတီးရပါလဲဆိုပြီးတော့ polymer ဆိုတာအတီးအရွက်ပဲကျန်တာ polymer ဆိုရင်အတီးpolymer တမိုင်းခါဆိုတော့အတီးအရွက်ယူလို့ရတာဆိုတော့ထိုင်နိုင်ထားချိန်နိုင်ဆိုတော့ကြားတဲ့နေရာမှာလဲချင်းလို့ဆိုတော့ဟိုမှာဆိုသူတိပြီလေသူခေါ်လာမှအတီးကဒီပဲရှိတယ်ဥစားအေးလွယ်လေးပဲဥစားနေရမယ်ထိနိုင်ဆိုတော့မှလဲအေးထိနိုင်ရတယ်ထိလို့ဆိုရင်ဟိုမှာပေါ့ထိနေဆိုတော့ဒီမှာပေါ့အော်ထိနေဆိုဒီမှာထိလို့ဆိုတော့ဟိုမှာပေါ့နည်းနည်းဝါယူပေါ့အမျိုးပေါ့Okay မိုက်ပါလေပြောရှိတာကလေဟိုလေကမုံရပါကြပါလေအေးကမုံရကြော်စားလို့ရတယ်ပြီးလို့ရှိရင်ပြုတ်စားလို့ရတယ်ပြီးလို့ရှိဘာရသေးလဲဆိုတော့မမနဲ့လေမမနဲ့ကိုဆိုရတဲ့တချို့ပြုတ်စားရလေသူတို့လည်းပြုတ်စားရတယ်ဟိုဘွားစီရဲ့အရေးကြီးတယ်ကွာငါ့အဘွားစီရဲ့ပြပါလားငါခူရဲချင်ပါလေဟာခူရလားအေးဒီလိုလည်းမနှိပ်ထားပါနေမနေရပါလေအားစိတ်ကြီးတော့ကွာအဲ့လေကအဆူလို့ဆိုတော့အဲ့ဆို beginning မှာပြောမပြောတော့ပါဘူးဒီမှာသူတို့ပြောပြလိုက်တယ်ပြောလေလိုက်အရင် healthy ဖြစ်တော့ကွာအဖြစ်လို့ဆိုတော့သူတခင်ကအရင်ကျုံးဝဲဆော့ဆော့စားလို့ဆိုတော့နေကြီးအဟိုအပေါ်အသုံးလို့လေလို့ဟိုမှာဒီလောက် size ဒီလောက်ပဲရှိတယ်တွေ့လားမိုင်းနော်ဒါထောက်ပြီးတော့ကျော်လို့ရှိရင်အရင်မိုင်းတယ်ငပိလေတဲ့အေးငပိလေတဲ့ရမိုင်းရှက်ပဲမခေါ်ငါမကြီးလေးထောင်းထားတယ်မကြီးလေးထောင်းထားပြီးတော့ငါကြော်တယ်လေအဲ့တော့ကျွေးမလို့နေ့လည်းတော့ငါတို့ခေါ်လာနေကဖုန်းမကန်လို့ဆိုအဲ့နေတာမနဲ့တော့ကမီးပြတ်သွားလို့မအိပ်ရလို့အေးငါတို့ကျွေးရမှာလို့ဆိုမနဲ့ကဒါပေမဲ့မနဲ့ဖြတ်မှာစားတော့မလဲအေးမနဲ့ဖြတ်မှာစားတယ်လက်ဖြတ်ကြရင်ဟိုကတွားရင်ကောင်းမှာဒီမှာကြားထဲမှာဟိုရငါပြပြပါဦးအေးအစိုးလိုက်ခိုင်လိုက်ပဲဒီမှာလေငွေလည်းရှိအောင်မလားမသိပါဘူးငါတော့ကြောက်နေတယ်အစိုးလိုက်ခိုင်လိုက်ပဲနော်အေးနေအမက်စားဘူးလားမစားဘူးအိုးအေးဟုတ်တာပဲအစိုးလိုက်ခိုင်လိုက်ပဲနော်အိုးဒီမှာကြည့်ပါဦးအများကြီးပဲလာနာပဲသူ့ရဲ့ဟိုတွေခါလဲနေကြည့်ပါဦးနော်အရင်ပိုင်းတော့ခါလဲအဘာရောင်လို့ပြောမှာဒါက reddish လားမသိဘူး reddish လားဒီမှာလေခါလဲပြောမတတ်ဘူးခါလဲလေအရင်ပိုင်းနော်အရင်လာနော်အရင်ပိုင်းငါအတီးတွဲလိုက်တယ်အတီးရတော့အမဲမဲလေးဖြစ်သွားတယ်လေအတီးအမဲလားအေးအတီးမဲဆိုမဲမဲလေးဖြစ်သွားတယ်ငါတို့ရှာပေးမလို့ပေးမှရောက်သွားမသိဟုတ်လားအေးဟိုမှာရမှာဟုတ်ပါအတီးအမဲဟိုမှာလေမဲမဲဖြစ်သွားတယ်တွေ့ဟုတ်ပဲအဲ့ပါလေငါတို့မမီလိုက်ဘူးမဖွာချိုးစားပဲစားတဲ့ကောက်တွေပါပြီတမီးကကျိုးနေအောင်မကျိုးပါအိုးရနာဟိုမှာအတီးအမဲတွေဒီမှာလေ
အသီးမဲ့တယ်ဟိုမှာ ညီမကောက်လိုက်မယ် အေးနေကကောက်လိုက်ငါတို့ရမယ်ဆိုဟောတာအဆူလိုက်ပြိုလိုက်မယ်ဟိုမှာအဆူတွေရှိရနော် carefully careful be careful သူကအဆူလေးတွေရှိတော့လေနေတွေ့လားအဲ့ဒါတွေ့လားခုမေးမေးလား ခိုင်ခိုင်ကိုင်နာ အဲ့တော့ထပ်ပြီးတော့ဆွဲပေးရမလားခဏဆောင်ထပ်ပြီးတော့ဆွဲပေးလိုက်မယ်ခဏဆောင်ပေးလိုက်မယ်နော် ready တွေ့လားအသေးမဲ့တယ်တွေ့လားနည်းနည်းမဲ့သွားတာပေါ့နည်းနည်းမဲ့ဆိုတော့သူပြော့လေနည်းနည်းပြော့သွားရင် ကြောက်ရ ဒါအဲ့ဒါမဲ့သူကအရင်မဲ့ဘူးဆိုတော့လေဒီမှာကြည့်ပါဆူးကုန်ပြီ ဆူပါ အေးသူကနည်းနည်းလေးမဲ့သွားပြီဆိုတော့ဆူးရအမြင်များအေးပေါ့ဆူးတာပေါ့ငါနဲ့နည်းနည်း careful လုပ်ရမှာပေါ့နော် ခဲဖူလို့မမီဘူးမပေါ့ မမေဘူးနော် မမီ ဟိုမှာအပေါ်မှာဆိုတော့မမေအနီအောင်လေးအရင်မိုက်တယ်နေရှာဆိုရင်အနီအောင်ဖြစ်သွားတယ် စစ်တော့တယ် ချေစောတာပေါ့ sour very sour နော် ဒါဘူး sour နည်းပြပေးအောင် မရုပ်ကြုံမပြနဲ့လေဒီဟာလေးကိုပဲပြ အေးဒီကအနီအောင်လိုမျိုး ဒီမှာဒါအမက် အခုမှလေအဲ့ဒီသုံးလုံးကအရင်အမက်လိုပါဘူးငါမလို့ပြေးလေငါမလို့ဟိုအပေါ်ကလေ မမအလားမမီဒီမှာအောက်မှာဆူရီဒီမှာလေ အော်အေးဟုတ်လားမယ် အေးအဲ့ဒီစားကြည့်ရ အေးပြော့ဝိုင်းအချုံမစားနဲ့ရှယ်ပဲလားအမက်လေးပေါ့ဒါနည်းနည်း ဒီဘက်ကနေပြအဲ့မဖူလား ညီမလို့ဆိုတော်ကမျိုးသားကွာ အဲ့တော့လို့မျိုးဟာ တော်ကမျိုးသားဆိုတာတော်ထဲမှာပေါက်တဲ့အသီးတစ်မျိုးပဲဘာ grapes လိုမျိုးပဲသူရဲ့ texture similar ပဲအေးလေမဲ့တယ်လေလား အဲ့မှာမဲ့ညာရမှာပဲဆူရနေစလောဟောကောက်မလား မစိုးပါဘူးနော်အစုံမစားရဆိုပေါ်ရှိရနော် ကောက်မလား ဘယ်မှာလဲ ညီမလက်ကလေကြီးနေရောဒီနားမှာတက်နေရ ငါခုပေးရမလား ညီမဆက်လေးထားမယ်ဘယ်လိုဆိုရမလဲ ငါဆိုတဲ့အကိုင်းနေဆိုလဲငါအပေါ်မှာတက်ပေးရမလားဒီမှာလေ ဟိုဘက်ကျူလားပရုံးဆိုရင်ပြုတ်ကြပါဦးမယ်ခဏအောက်မှာမရှိတော့ဘူးမမေမဖို့တမောတစ်ဖက်လောက်ဆောင်းလိုက်လေ တပတ်တော့စားရမလား အေးအဲ့ဆိုဒီနားဟိုင်မဲ့ပါမ မစိုးပါဘူးလားအမက်သေးရနော် အမေရပေါ့ကောင်း အမက်ပေါ်ကလည်းမစိုး ဒီတားဖန် ငါတက်ပေးလို့ရတယ်အဲ့ဒီငါဆိုတဲ့အကိုင်းနေဆိုရမယ်ဒီကိုင်းလေဒီမှာလေဒီကိုင်းလို့လေဒီမှာယူနေဒီဆို be careful ဘာဖြစ်လဲဆိုတော့အဆူတွေရှိတယ်ပေါ့ငါအပေါ်မှာတက်နေတော့ငါအဲ့ဒီအလုံးဝနဲ့အလုံးမကောင်းဘူးရှိပါ ဟိုဒီလိုဆွဲလိုက်ရင်ခုမှအမဲရမြင်ရရတယ် အေးအဲ့ဒါပဲ ဟိုပေါ့အဲ့ဒါဒီမတက်တယ်သူချက်စီကိုဆက်တော့ အရက်ပူတယ်ဆိုတော့မင်းလိုက်ဘူးမပြီးဦးထင်တယ်ကဲလို့ရမှာငါတက်လို့ရတယ်ချက်စီရောမှာပါလေ ချက်စီကိုပြုတ်ကြပါလို့ရောတယ်လားဒီအတီးကနောက်တစ်ပတ်ဆိုရင်မဲ့ပြီလား ဟိုအဲ့ဒီလေးလုံးလားတော့အရင်မှာ ပြန်လာဒါလေးပဲစားရ ငါတက်လို့ရတယ်လို့ငါတက်ပေးမယ်လို့ ကလည်းမမီဘူးလို့မပေါ့ညီမ မီးတယ် ပူတယ်လို့ ဟုတ်ဒါဆိုရင်နောက်တစ်ပတ်နှစ်ပတ်လောက်မှကြည့်မယ်နောက်တစ်ပတ်ဆိုတော့မမဲ့သေးဘူးတော့ နောက်တစ်ပတ်ကတက်လာချောင်းကြည့်တယ် အဲ့နောက်တစ်ပတ်ကျပြန်လာပြီးတော့ခူလိုက်မယ်အမေအထက်မှာကျတော့အသေးတွေကအရင်များပါ ဆိုရဆူရ အေးရှေဟိုလဲဟိုတဲ့အထက်ဟိုတဲ့မွေဖို့လည်းအာနာလည်းမွေတော့ပါအပြင်းပဲခူတော့ တောက်ခဲ့ဘူးဒီစားလေမကြီးစားမ မကြီးသေးအဲ့လောက်ရှိရှိနေဘယ်လိုမျိုးဟိုနေမှာလဲငါတို့နေတဲ့ရက်ကွက်ပေါ့ရက်ဘာရက်ကွက်လဲမသိဘူးနော်ဒီရက်ကွက် စားလိုက်ရလေ အေးစလာရက်ကွက်ပေါ့ဝေါယတနာမိုင်းလေဟေးအပြီးရရ ဟုတ်ပါ မကြီးသေးတယ်ဘာမှကြည့်ပါဦး ဒါလမ်းပေး လမ်းပေးတယ်နော်ကောက်ရအောင်ကောက်ရရတယ်တက်လို့တော့မရဘူးတက်လို့အဆင်မပြေဘူးကတက်ဘယ်နေရာမှာတက်ရမှမသိဘူး
ဘယ်ညမှာတက်ရမှာအဆင်မပြေဘူးဖြစ်နေအရင်မိုက်တယ်အရင်မိုက် နာမအောင် ဒီဟာလည်းအဆင်ပြေဘူးမကြီးတပေပေကနေလည်းပေမကောင်းပန်းချမှာအများကြီးပဲတော့ရနေနေဘူးအော်အဲ့ဒါလည်းကြည့်ရအောင်အေးဟုတ်တယ်သူတို့အဲ့ဒါလည်း ဟိုကပြစ်ချက်ကိုဟုတ်ကဲ့ဒါနဲ့မအားခုလို့မရအောင် ရတယ်ငါယူတာဟာ ဒီမှာမရှိဘူးလေခုကမှပဲ တော်တော်ဆောင်းရနေဟာရကနာပါ Bye အတီးရပြန်ရောစားကြမယ်